ကိုဘလို့ပစ္စည်းတွေအသစ်ထွက်နော်ငါတို့ကတီးရှပ်အခွဲပဲနော်တီးရှပ်ပဲဝတ်တာကျန်တာဘာမှမဝတ်တော့တရက်ဗလဲတရက်မှာ24နာရီရှိရဲဆို23နာရီလောက်ကတီးရှပ်ဝတ်ပြီးတော့ပဲနေတတ်တဲ့သူတွေအတွက်ဒီမဲ့စင်မလေးအမားတို့ရောင်းချပေးမဲ့ပစ္စည်းတိုင်းအမားတို့သိရမှာက BKK တီးရှပ်နော်အမားတို့စီသားလုံးဝ quality 100% cotton အစ်စ်ပြီးရင်အမားတို့ BKK ကနေထွက်လာတဲ့အသားတိုင်းအမားတို့သိတယ်လုံးဝစီသားအစ်စ်ကိုမှကြစ်လေးလေးစီသားဖြစ်တဲ့အတွက်အမားတို့လုံးဝ share ဖြစ်စေရမယ်လို့အာမခံတယ်ကဲဒါလေးကတော့ BKK တိုင်းရိုက် BKK ကနေဝင်လာတဲ့စီသား cotton 100ခိုင်နှုန်း t-shirt ကလေးတွေဖြစ်ပါတယ်စမလေးလက်ကကင်ပြထားတဲ့ size လေးကတော့ small size ကလေးဖြစ်ပါတယ်စမတို့ size မှာ small medium လက် size XL 2XL 5 size ရောက်ထားပါတယ်ရှင်ကဲကိုမမတို့ပြန်ရောက်မလားဝတ်မလားနော်တစ် size ကိုတစ်ယောက်စီယူချင်လားဒါမှမဟုတ်နော်size အစုံတစ်ယောက်စီယူမလားဒါမှမဟုတ်တစ်ယောက်တည်းဝတ်မှာမဟုတ်တစ် size တည်းကိုပဲ color အစုံယူမလား9တဲ့10တွေကနေစပြီးတော့စမလေးကအမတို့ကိုလက်ကားရောင်းချပေးနေပြီပဲဖြစ်ပါတယ်ရှင်ကဲဒီ t-shirt လေးကတော့ BKK t-shirt ဖြစ်တဲ့အတွက်အမတို့တကားဝယ်ပြီးဆိုအနည်းဆုံးအမတို့ဒလက်ချမ်းဒါရိုက်စက်တိုက်ဖွတ်လိုက်ချော်လိုက်ချောင်းလိုက်ဝတ်လိုက်ဆိုရင်တော့မှတစ်နှစ်ပတ်လုံးစိတ်ကြိုက်ဝတ်လို့ရတယ်ဟောဒီလို BKK t-shirt လေးတွေဖြစ်ပါတယ်ကာလာလိုင်းကတော့အမားတို့15ရောင်လိုက်လောက်လာမယ်ရှင့်အဲ့တော့ကာလာဆုံးလို့ချင်တယ်ဆိုရင်တော့အမားတို့ဇီးကို15ရောင်ဒါမှမဟုတ်10ရောင်အနည်းဆုံးယူလို့ရပါတယ်ဈေးနှုန်းလေးကတော့အမားတို့9000ကနေစပါမယ် small 9000တစ် size ကို900တက်ပါတယ်9000 9000 8000 8500 9000ဖြစ်ပါတယ်ရှင်အနည်းဆုံးဝတ်မဲ့လူတွေ900စယူပေးလို့ရပါတယ်900 10တွေကနေစပြီးတော့အိမ်ရောက်ငွေရှင်ပို့ပေးတာဖြစ်တဲ့အတွက် BKK အသားတီးချက်ကိုမှစီတာ100%เนาะလိုချင်နေဆိုရင်တော့ဒီမလေးတို့ရဲ့ဆိုင်ရောက်ဖို့နံပါတ်ဖြစ်တယ်3996 9339 9595နဲ့